ကျွန်တော်ခုသွားနေတဲ့နေရာကတော့ကမ္ဘာအလှဆုံးနိုင်ငံတွေကတစ်ခုဖြစ်တဲ့ဆွစ်ဇာလန်နိုင်ငံပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့တာမန်တိုရစ်တွေသွားနေကြနေရတဲ့ဆွစ်ဇာလန်နိုင်ငံသားတွေနေရာဒီရောက်ရင်အနှစ်သက်ဆုံးအပျော်ဆုံးလုံးလေးရှိတဲ့ဒေတာတွင်းရိုးရဒလေးတစ်ခုကိုတွားရောက်ခံစားကြည့်ချင်တော့ပါ။ဒီ vlog လေးကတော့မြစ်ထဲမှာလေထိုးလေလွဲတွေစီးပြီးရေစီးကြောင်းအတိုင်းအပန်းဖြေမျောပါမဲ့ vlog လေးဖြစ်ပါတယ်။ကိုစစီမဲနေရပါစစီမဲနေရရောက်ပါပြီရေစီးကတော့ရမ်းတန်တယ်ဒီနေရာကတော့ရေကကြောက်စင်းရောင်တလင်းကြောက်လို့ကြီးတောက်နေရပဲရေစီးရလည်းတော်တော်တန်တယ်ဗျလေကလှော်လောင်လော်စရာမလိုရေစီးကြောင်အတိုင်းလေလေးကလိုလိုမျောနေအရန်ကိုမိုက်ပါလေအခုကျွန်တော်ရှင်းမှာဆိုရင်လေဆွစ်ဇာလန်ဒေသခံတွေသူတို့ရဲ့လေတွေကိုအပြန်ဆိုင်မျောနေကြတာတချို့ဆိုလေပေါ်မှာစပီကာတေးသေးလေးတွေနဲ့တချင်းတွေဖွင့် BIA လေးတွေတောက်ပြီးတော့တကယ်ကိုလုံးဝစိမ့်ပဲတချို့ကကြတော့လေတောင်မစီးဘူးဗျအတက်ကအိမ်ကိုတေချာဝတ်တယ်သူတို့ရဲ့ရေဆိုကန်အိတ်တွေကိုဖတ်ပြီးမြစ်ထဲမှာဒီအတိုင်းမျောနေကြတာဆွစ်ဇာလန်မှာကဒါအရန်နော်မယ်ဖြစ်တဲ့ကိစ္စပါအလုပ်ပြီးရင်မြစ်ထဲခုန်ချတယ်ရေစီးနဲ့အတူအိမ်အထိမျောပါသွားတဲ့အထိကိုမြစ်ရေကတန်ရှင်းပြီးတော့အနေနဲ့ကျင်းတယ်တကယ်ကိုအားကျစရာလူနေထိုင်မှုပုံစံပဲအခုရောက်နေတဲ့နေရာလေးက YouTube မှာခဏခဏတွေ့နေရတဲ့နေရာလေးဗျအခုတော့ကိုယ်တိုင်ရောက်ရှိလာပြီပေါ့နော်ဒီနေရာကတော့ကျွန်တော်ခီးစဉ်ရဲ့အဆုံးပေါ့နော်စက်ပြီးမျောရမယ်ဆိုရင်တော့လည်းမျောရလို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာပဲရက်လိုက်ပါပြီခုတော့လှေပေါ်ကရေစုံနေတဲ့ပစ္စည်းတွေကိုတေချာပြန်သိမ်းမယ်လှေကိုရေစစ်မယ်ပြီးရင်တော့မောလန်းလန်းနဲ့လေပြန်လျှော့ပြီးအိမ်ပြန်ဖို့ပြင်ဆင်ရတော့မှာဖြစ်ပါတယ်ဒီနေ့ခီးစဉ်တစ်ခုလုံးအမောပြပြီးစိတ်သက်တွေပါအပြေးအဝ recharge ဖြစ်သွားခဲ့ပါပြီဒီလေထိုးလေလေးတွေရဲ့အမိုက်ဆုံးချက်ကသူတို့ကတကယ်ကိုအသုံးဝင်တယ်ပြီးတော့နေရလည်းမစားဘူးလိုအပ်တဲ့အချိန်ကျမှလေထိုးပြီးသုံးလိုက်ရုံပဲခီးစဉ်ပြီးလို့ကုန်းမော်ရောက်ပြီဆိုရင်လည်းလေပြန်လျှော့လို့ရတယ်ခောက်ပြီးကြောဘော်ကြီးတဲ့ထက်သေးသွားရုံပဲဘာကားနဲ့မှဘာဆက်လီနဲ့မှတွဲကြရမလို့ဒါကြောင့်မို့လို့ဆွစ်ဇာလန်နိုင်ငံသားတွေကနေရာဒီရောက်ပြီဆိုရင်သူတို့ရဲ့တာယာတဲ့နေ့တွေမှာပေါ့ပေါ့ပါပါနဲ့အပန်းဖြေဖို့အတွက်ဒီလိုနီးလန်းတွေကိုအကြိုက်ဆုံးဖြစ်နေတယ်လို့ကျွန်တော်ထင်ပါတယ်
ပြန်တော့မယ်ဒီနေရာမှာဒီကိစ္စပေါ့ဘောလမ်းလျှောက်ပြီးတက်မယ်ခီးသွားတာဝါသနာပါတဲ့သူတွေအတွက်ဒါကတကယ်စမှတ်ကြတဲ့အစီအစဉ်ပဲကြီးမားတဲ့ဆက်လေတွေလိုတရားပြုအကောင်းခဲစရာတွေလုံးဝမလိုဘူးလွယ်အိတ်တစ်လုံးရှိုံနဲ့တင်ဆွစ်ဇာလန်ရဲ့ကဘာကျော်မြစ်ပြင်ကျဲကြီးကိုအပိုင်စီးလို့ရပြီ